ခိုင်ပြည်မှာမြို့နယ်အများစုကိုထိန်းချုပ်ထားနိုင်တဲ့အာရခတ်တပ်တော် AA ဟာလက်ရှိမှာအုပ်ချုပ်ရေးနဲ့တရားဥပဒေစိုးမိုးရေးစနစ်တစ်ခုကိုတည်ဆောက်နေပါတယ်။စီးရေးအောင်မြင်မှုတွေရရှိလာပေမဲ့တစ်ဖက်မှာတော့အုပ်ချုပ်ရေးတရားစီရင်ရေးနဲ့စီမံထင်းစနစ်အပေါ်ပြည်သူတွေကြားမဲခွန်းထုံမှုတွေတဖြည်းဖြည်းမြင့်တက်လာနေပါတယ်။လူရဲမှုခိုးမှုလူသတ်မှုလိုဒုစရိုက်မှုတွေတိုးလာဆိုချက်တွေလည်းရှိသလိုအမှုတွေကိုကင်တွယ်ဖြေရှင်းရမှာကြမ်းကြနေမှုနဲ့ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတဲ့ဝေဖန်ချက်တွေလည်းထွက်ပေါ်လာနေပါတယ်။အာရခတ်တပ်တော် AA ထိန်းချုပ်ထားတဲ့ကြောက်တော်မြောက်ဦးပူနကျွန်းတောင်ကုန်းမင်းပြနဲ့ကြောက်ဖြူမြို့နယ်တွေမှာ2026ခုနှစ်မေလ22ရက်နေ့ကနေ AB 30ရက်အထိတလကျော်အတွင်းမတင်မှုလူသက်မှုခိုးမှုအပါအဝင်အမှုပေါင်း20နီးပါးဖြစ်ပေါ်ခဲ့တယ်လို့ AA ရဲ့သတင်းပြန်ကြားရေးဌာနတစ်ခုဖြစ်တဲ့အာရခမှုခင်းနဲ့စစ်စစ်သတင်းများထုတ်ပြန်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ဒီအမှုတွေကိုကင်တွယ်ရမှာ ULAA ရဲ့တရားစီရင်ရေးစနစ်ဟာအားနည်းနေသေးတယ်ဆိုတဲ့ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။ဥပမာအနေနဲ့2025ခုနှစ်မေလ6ရက်နေ့ကမင်းပြောင်မြို့နယ်ဖောက်ပြိုကျေးရွာမှာအသက်9နှစ်အရွယ်အမျိုးသမီးငယ်တစ်ယောက်ကိုအဓမ္မပြုကျင့်တပ်ဖြတ်ခံရတဲ့အမှုဟာတနင်္ဂနွေနေ့ကြာတော့ပေမဲ့အမှုမှန်မပေါ်သေးဘူးလို့မိသားစုဝင်တွေကပြောပါတယ်။တန်တရားတရားခံ10ယောက်ကိုဖမ်းဆီးထားပေမဲ့အမှုဖြေရှင်းမှုကြမ်းကြာနေတာရုံးရှိတဲ့ဆက်တိုက်ရွှေ့ဆိုင်းနေရတာတွေကြောင့်မိသားစုဝင်တွေဟာ AA ရဲ့တရားစီရင်ရေးအပေါ်ယုံကြည်မှုလျော့နည်းလာနေပါတယ်။ဒီလူအခနဲ့ရတော့သူကျွန်တော်ဆွေးထထားစားစေကျွန်တော်တရားတဲ့ပါရေးသူပစားကခံထွက်ရ။နေတော့ငါခံပြီးတော့ဒီကနေ့လွှဲလို့မပြီး။ဒီအဘိုးဆောင်မရဘူးခရကိုသူရအောင်ခရ။တခါယူတဲ့ဖလို့ကတခါစီနေရောကောကားဆိုတော့မျိုးအဲ့ချက်ခလေးလေအောင်လူဝေးစမှာနော်အဲ့အပြောင်းရမချခါလို့ချခါဖို့ဆိုအမှုပြီးဖို့အဒီမအဲ့လိုလေးမရဆောလိုလေးမရတယ်အဲ့လေးကိုမင်းလို့မရအဲ့ဒီအောင်အဲ့ဒီမရဖာကခွေးနိုင်လို့အဲ့ဒါဆေကိုရတလာလာခေါနေတုံလာလာခေါနေဖလာပြီးမဟုတ်မသားတဲ့ရဒီမတော့ဟင်းမင်းစိုက်တရားမှာရေခါလေးကိုစာဝတ်တော့မပြောရအဒီမမအိမ်နဲ့အိမ်ကပုံခွဲရတယ်အင်္ဂလိပ်စတဲ့ပုံခွဲအဒီမတော့မင်းနဲ့အတင်းနေစားလာလေးမင်းအဒီမမှာဒီလိုအခြေအနေတွေကြောင့်တရားစီရင်ရေးစနစ်အပေါ်ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတဲ့ဝေဖန်ချက်တွေပုံမကြည်ပြင်းလာနေပါတယ်။ရခိုင်ပြည်နယ်ရဲ့လေးလာစမ်းကြည့်သူတယောက်ကတော့ ULAA အနေနဲ့အုပ်ချုပ်ရေးတည်ဆောက်ရမှာလူအရင်မြက်အခက်အခဲတွေရှိနေသေးတယ်လို့သုံးသပ်ပါတယ်။ပြည်သူတွေကတော့ AA ကိုနေပြီးတော့ရှင်းလောအကြည့်လို့ဟာလာ AA ကိုအားကိုးလို့ဟာလာအရခတ်တက်တော်ကိုနေပြီးတော့ယုံကြည်လို့နေပြီးတော့မပြောဘဲနေပြီးတော့တင်းညံခံနေတာကိုလေကျွန်တော်တွေ့မြင်ရပါတယ်။အခုဒီချိန်မှာကတော့ပွင့်လင်းလာပြီဆိုတဲ့သဘောနဲ့လေမပြောလို့မဖြစ်ဘူးဆိုတဲ့သဘောနဲ့ပြောရတာမျိုးဖြစ်ပါတယ်။တရားစီရင်ရေးမှာဆိုလို့ရှိရင်တရားစီရင်အစ်မှမရှိဘူး။နောက်တစ်ခါနေပြီးတော့ဒီရှင်းနေတွေကိုဒီမှာတရားသူကြီးတင်နန်းပေးပြီးတော့အလုပ်ခိုင်းတယ်။အုပ်ချုပ်ရေးမှာလည်းထုံနေတိုင်းပါပဲ။ဘာမှမသိဘူးအဲ့ဒီငါတကောင်နဲ့ဟလာနာပြီးတော့ဒီကျွန်တော်တို့ဒီပတ်စံငွေကြေးဟလာတပြောင်းနဲ့ပေးပြီးတော့အဲ့လိုနေရာရေးမှာရလာတယ်ဆိုလို့ရှိရင်တခါတည်းသူကတခါတည်းတကယ်ကိုဒါလေးတိုက်ပြီးကိုရှိတယ်လို့လူမျိုးကိုရှိတယ်လို့ပြောတယ်လူရှင်တို့လုပ်တဲ့အာဏာဆုံးတယ်ဟလာအုပ်ချုပ်ရေးမှာတချို့လူသက်မှုတွေဖြစ်တယ်လူသက်ဖို့အောင်မကြောက်ဘူးလို့မျိုးဖြစ်ပါတယ်ဒီလိုရှိကိုဆက်လက်ပြီးတော့ပြည်သူတွေနေပြီးတော့ဒီဝေဖန်တဲ့မတဲ့အောင်ဒီတော့ပြည်သူတွေရဲ့ကျင့်နေမှုရအောင်ဆိုလို့ရှိရင်ဒီဟာလေးကိုမှန်မှန်ကန်ထက်ကလေးပုံရှုံးနေနဲ့ကျင့်မယ်ပြီးတော့လုပ်ပေးလို့ရှိရင်ဒီဟာလေးပြည်သူတွေဘောတူညီမှုရပြီးတော့စိတ်ချမ်းသာမှုရလိမ့်မယ်လို့ကျွန်တော်ထင်မြင်စားပါတယ်ခင်ဗျ။တစ်ဖက်မှာလည်းစစ်ရဲကိုဆက်လက်အာရုံစိုက်နေရတဲ့ AA ဟာအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NADP နာမည်နဲ့စစ်မှုထမ်းစနစ်ကို2025ခုနှစ်မေလ18ရက်နေ့မှာစတင်ကြေညာခဲ့ပါတယ်။အသက်18နှစ်ကနေ45နှစ်အတွင်းအမျိုးသားတွေနဲ့အသက်18နှစ်ကနေ35နှစ်အတွင်းအမျိုးသမီးတွေဟာစစ်တင်တဲ့နှလတာပြီးနှစ်နှစ်အကြာစစ်မှုထမ်းရမယ်လို့သတ်မှတ်ထားပါတယ်။ဒါပေမဲ့လက်တွေ့မှာစစ်မှုထမ်းသောသူတချို့ဟာသတ်မှတ်ထားတဲ့ကာလထက်ပိုကြာနေတာမိသားစုတွေနဲ့အဆက်အသွယ်ပြတ်တောက်နေတာတွေကြောင့်ရခိုင်ပြည်သူတွေကြားဝေဖန်မှုတွေရှိနေတာပါ။စစ်မှုထမ်းစနစ်ဟာတန်းတူညီမျှမဖြစ်ဘဲတာဝန်ရှိသူတွေနဲ့နှိစက်သူတချို့ကကွန်လန်ခွင့်ရနေတယ်ဆိုပြီးဒေသခံတွေကြားမှာတန်တရားတွေရှိနေပါတယ်။ထုတ်ပြန်ထားတဲ့စစ်မှင်းတွေကိုတိတိကျကျလိုက်နာဖို့လိုအပ်တယ်လို့ရခိုင်ရေးလဲလာသူတယောက်ကထောက်ပြပါတယ်။အဲ့ဒီပြဋ္ဌာန်းချက်မှာတချို့မိဘတွေကိုလုပ်ပြနေလဲဆိုလို့ရှိရင်လူတွေကိုကင်းလက်ခွင့်ပေးရမယ်။အလူတွေကင်းလက်ခွင့်ပေးရမယ်။နောက်ပြီးတော့စီလာရှင်ကိုကင်းလက်ခွင့်ပေးရမယ်အမျိုးပါတယ်နော်။အဲ့တော့အောက်ရှိမှာလုံးဝနဲ့ကောင်ကတခါတလေအဲ့ဒီပြဋ္ဌာန်းချက်ကိုအဲ့ဒီမလိုက်နာမင်းနဲ့လုပ်ရှင်တို့လုံးနေဟာရှိပါတယ်။အဲ့တော့တချို့ခိုင်ပြည်သူတွေက NDP ကိုသဘောကျတယ် NDP ကရှိတဲ့ထောက်လို့ထပ်ပါတယ်
ဒါပေမဲ့လုံးနေတဲ့လူကအဲ့ဒီတိုင်းမဟုတ်ဘူးဟလားလမ်းမှာနေပြီးတော့ဖမ်းတယ်ဖမ်းပြီးတော့တရားဓမ္မရိုးဆိုလို့ရှိရင်အလောက်ကရှာဖွေဖို့နေပြီးတော့အဲ့ဒီတော်ကြတယ်အဲ့ဒါကိုရိုးဆိုလို့ရှိရင်ကျွန်တော်ကတရားတော့လင်းများ2ယောက်လုံးကိုတစ်ခါလေးတွေ့တာနေပါလေရှိတယ်ဒီစီမုန်ထန်အောင်ဆိုပြီးတော့ရိုးဆိုလို့ရှိရင်လေကျောင်းသားတွေဆိုလို့ရှိရင်ကြောက်တဲ့ဖို့အတွက်တော့တယ်အဲ့ဒီတစ်ဖက်ကိုအဲ့ဒီကတော့ဖမ်းတယ်အဲ့ဒါတွေဟာနေပြီးတော့NDP နဲ့တော့မကိုင်းဘူးအဲ့ဒီမကိုင်းတဲ့ဟာကျတော့ပြည်သူတွေကနေတော့ဝေဖန်မှုမြင့်မားလာတယ် ။ပြီးခဲ့တဲ့ AB လကုံပိုင်းမှာရခိုင်ပြည်ပြင်ပကိုထွက်ခွာနေသူတွေကိုပလဲဝမြို့နယ်စစ်စေးဂိုက်တွေမှာဖမ်းဆီးမှုတွေရှိခဲ့ပြီးကုန်သွယ်တွေလုံငယ်တွေပါဝင်ခဲ့တယ်လို့သိရပါတယ်။ဒီဖြစ်ရပ်အပေါ်မှာလည်းဒေသတွင်းမှာဝေဖန်သံတွေထွက်ပေါ်ခဲ့ပါတယ်။ဝေဖန်သူတွေကိုချင်းချောက်မှုတချို့ရှိနေတယ်လို့ဒေသခံတွေကပြောဆိုကြပြီးအုပ်ချုပ်ရေးပိုင်းအနေနဲ့ပုံမပွင့်လင်းမြင်သာဖို့လိုအပ်တယ်လို့မြောက်ဦးဒေသခံတယောက်ကထောက်ပြပါတယ်။ ဒါကကြတော့ရွယ်လီအေကိုထောက်ပြတာဖြစ်တယ်။ထောက်ပြတဲ့အခါမှာသူတို့ပေးဆက်ထားရတာဝင်လို့ပါလားအဲ့လိုမျိုးအတန်တွေထွက်တာရှိတယ်။မြေပြင်မှာစစ်တိုက်နေကြတဲ့စစ်သားတွေဘက်ကပေးဆက်တာတပိုင်းဖြစ်တယ်။ဒီဘက်တိဆောက်ရေးကဏ္ဍမှာတာဝန်ယူထားတဲ့သူတွေဟာထောက်ပြတာဝေဖန်တာတွေကိုလက်မခံဘဲနဲ့ချင်းချောက်တာတချို့လည်းရှိတယ်။အကုန်လုံးဆိုလိုတာတော့မဟုတ်ဘူး။ဒီကဏ္ဍတွေကိုကြစ်ကြစ်လေးလေးကင်ဖို့လိုတယ်။ပြည်သူ့ဝန်ဆောင်မှုအလုပ်တွေလုပ်ကြတဲ့အခါစေတနာပါဖို့လိုတယ်။ကောင်းမွန်တဲ့စနစ်တစ်ခုကိုအစစ်အမှန်လိုချင်ဖို့လိုတယ်။အဲ့ဒါတွေမရှိပဲကိုကျိုးစည်းပွားတာကြည့်နေရင်ကောင်းမွန်တဲ့စနစ်တစ်ခုရလာမှာမဟုတ်တယ်လို့တိုးတက်လာမှာမဟုတ်ဘူး လက်ရှိအခြေအနေမှာ AA ဟာမြို့နယ်များစုကိုထိန်းချုပ်ထားနိုင်ပေမဲ့ကျန်ရှိနေတဲ့စစ်တွေကြောက်ဖြူမန်အောင်မြို့နယ်တွေကိုသိမ်းပိုက်နိုင်ရေးဆက်လက်တိုက်ခိုက်နေစေဖြစ်ပါတယ်။စီရေးတည်ဆောက်မှုနဲ့အုပ်ချုပ်ရေးတည်ဆောက်မှုကိုတပြိုင်တည်းလုပ်နေရတဲ့အခြေအနေကြောင့်ဒေသတွင်းမှာအပြောင်းအလဲတွေဆက်လက်ဖြစ်ပေါ်နေပြီးပြည်သူတွေကြားမှာလည်းမတူညီတဲ့အမြင်တွေရှိနေစေဖြစ်ပါတယ်။ဒီအခြေအနေတွေကြားမှာ AA အုပ်ချုပ်ရေးစနစ်ဟာရေရှည်မှာပြည်သူယုံကြည်မှုကိုဘယ်လောက်ထိထိန်းထားနိုင်မလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမယ့်မဲခွန်းတစ်ခုဖြစ်နေပါတယ်။ subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို